ရှင်ဖြိုးခုရောင်းပေးမဲ့ကြောက်နေရမုတ်ကုတ်စလင်းခရစ်စတယ်တပွင့်လေးကိုစီးပေါ်ပြီးတန်တန်လေးနဲ့ရောင်းပေးမှာပါရှင်ဖြိုးရှိရရောင်းပေးလိုက်တဲ့စလင်းခရစ်စတယ်လေးတွေအကုန်လုံးကတော့ရောင်းထွက်သွားပြီပေါ့နော်အခုဒါလေးကကျတော့အသစ်လေးပေါ့နော်အရင်သူကအယောင်လေးကကျတော့အဖြူရောင်လေးရှင်ပြီးဆိုလို့ရှိရင်ဒီလိုအချုံအထက်ကိုမှခက်မများပါတာလေးကိုမှကြိုက်တယ်ဆိုလို့ရှိရင်တော့ဒါလေးကိုယူပါရှင်တွားလေးအချုံအထက်ခက်မများပါတယ်နော်ပြီးအယောင်လေးကလည်းအဖြူရောင်ဆိုတော့တော်တော်လေးကိုလှတယ်ရှင်ဒါလေးကလေဒါလေးဆိုလို့ရှိရင်ဖြိုးခါတိုင်းပြောခဲ့တယ်လို့ပဲပေါ့နော်ကိုအိမ်ကငါမွေးကန်ထဲမှာအလှထားတာပဲဖြစ်ဖြစ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုအိမ်ကဇပွဲပေါ်မှာပဲအလှထားတာပဲဖြစ်ဖြစ်ပေါ့နော်ထားလို့ရတယ်ဒါမဲ့လေငါမွေးကန်ထဲမှာထားမယ်ဆိုတော့ပို့ပြီးတော့တောင်မှအဆင်ပြေရရှင့်ပို့ပြီးတော့မှလည်းလှတယ်ပေါ့နော်ကြောက်ပြရလေကဲဖြိုးကဒါလေးကိုလေစီပေါ်ပေါ်တန်တန်လေးနဲ့ပဲရောင်းချပေးမှာပါရှင်ကဲဖြိုးသူ့ရဲ့ကီလိုလေးချိန်ပေးမယ်နော်သူ့ရဲ့ကီလိုဘယ်လောက်ရှိလဲဆိုတာလေးကိုချိန်ပြပေးမယ်ရှင်သူ့ရဲ့ကီလိုကကျတော့4ကီလိုကျော်ရှိပါတယ်ဒီတပွင့်ကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ဖြိုးဆက်သွယ်လိုက်ပါရှင်